ကဲဒီနေ့ကလာတဲ့ unboxing လုပ်မှာပါ unboxing လုပ်တာတဲ့ဆိုဘယ်နှခုရှိလဲ3ခုရှိပြီ3ခုပြရ viewer ရမရတော့မသိဘူးကိုရပေါ်တော့လုပ်နေတာပဲကဲဒီတစ်ခါ unboxing ကတော့ဒုတိယအကြိမ် Tomorrowland ဒီတစ်ခါကိုရဒုတိယကြိမ် Tomorrowland သွားတာပေါ့နော်အဲ့ဒီဟဲ့ Tomorrowland ticket unboxing ရဟိုဖုန်းထဲမှာဘယ်လိုပြောမလဲဟိုကနေပို့လိုက်ပြီဆိုရလုံးဝ track လုပ်နေတာဟာငါဒီဘယ်ရောက်လဲဘယ်ရောက်လဲအဲ့ဒါလုံခဲ့တစ်ပတ်လောက်ထဲကဒါပေမဲ့အခု finally ရောက်လာပြီသူစင်လာဒီတစ်ခါရောက်တာကအရင်မိနစ်ကရောက်တော့ဆိုတော့ message Tomorrowland ကိုရန်ပို့ရ your braces has been shipped ဆိုပြီးတော့ဒီနေ့ကလုံးဝမပို့ braces ကိုပို့လုံးဝ email မရဘူးကိုယ့်ရဲ့ account ထဲမှာပဲ ship ဖြစ်တာကိုပဲကို track လုပ်ပြီးကြည့်လို့ရတယ်အဲ့ဒါလုံခဲ့3ရက်လောက်မှာ ship ဖြစ်ပြီဆိုပြီးပေါ်လာတာအခုလုံးဝဘယ်ရလာမလဲဘောကြီးဘောင်းချင်းဘူးကနေရောက်လာတာမနစ်ကလည်းကိုယ့်ရဲ့အကောင့်ကကိုယ်ဝယ်ရရတယ်မနစ်ကကြာပထမဆုံးသွားတော့ global journey package နဲ့သွားတယ်package နဲ့သွားတော့အဲ့လူတွေကတော်တော်များများမနစ်က2နိုင်ခွဲစောင့်လိုက်ရတယ်တော်တော်များများရိုးရိုး ticket ဝယ်ဘယ်မှမရနိုင်ဘူးဆိုပြီးတော့ပြောတော့ကိုယ်လုံးက global journey ticket ဝယ်လိုက်တယ် global journey ticket မှာပါကြတယ်ပိုပြီး easy ဖြစ်ဒါတော့2နိုင်ခွဲ line စီပြီးစောင့်လိုက်ရတယ်3နိုင်ကြီးလည်းပြီးရောအဲ့ဒါအကောင့်နဲ့ဝင်တာသူနှစ်ကောင်းတော့မဟုတ်3ကောင်းလားမသိဘူးတကယ်3ကောင်းဟုတ်တယ်3ကောင်းနဲ့ဝင်တာ2ကောင်းရင်ဝင်သွား VPN လည်းပြောင်းသေးတယ်တစ်ခုဆိုရင် Wi-Fi တော့တစ်ခုဆိုရင်ရိုး internet တော့ပြီးနောက်တစ်ခု VPN လည်းတော့မသိခံပြီးတယ်အဲ့မရအောင်နောက်ဆုံးကိုကောင်းနဲ့ခွန်သွားတယ်နိုင်ဝဲကြတယ်ဝဲတော့စောက်ပြီးတော့အဲ့တော့ရထားအလွယ် package ဝယ်လို့ရတာရိုးတကယ်ဝင်တော့မရအောင်အဲ့တော့ရ party train ticket နဲ့တော့ဒီနှစ်ကလည်း global journey ဒီနှစ်က global journey ဝယ်ထားတဲ့အတွက်ဒီနှစ် global journey ကကိုရီးယားသူများတွေမဝယ်ခင်မှာကြိုပြီးဝယ်လို့ရတယ်သူ NF လားဘာလားမသိအဲ့ဒီဟာပြီးအဲ့ဒီ very first အဲ့ဒီလူတွေပြီးတာနဲ့ကိုရီ global journey က chance ရလိုက်တယ်အဲ့တော့ဒီနှစ်ကမဆောင်လိုက်ဒါတော့9ခွက်လောက်ပဲဆောင်လိုက်တာတော်တက်တာတွေပြောရမှာကွာအဲ့ဒါကိုလက်လွတ်မခံဘူးကွာထားလိုက်အောင်လို့ဝင်တာပဲကွာဒီနှစ်လည်းထပ်သွားလိုက်မယ်ဆိုပြီးတော့ဝယ်ချောက်လိုက်တာပဲအဲ့တော့မတော်ဆိုတော့မနစ်ကမတော့မသွားတော့တော်ပြီငါတူမောလည်းမကြိုက်ဘူးငါ EDC ပဲကြိုက်တာမဖြစ်တယ်ငါဖြစ်တယ်ပြောပြီးတော့အကောင်လေးလည်းဝင်အောင်ကားထဲလည်းဝင်အောင်အော်မတူပါဘူးငါရတာပဲဆိုဝယ်လိုက်ပါမယ်ဆိုဝယ်ချလိုက်တာကဲဒါကူကိုရ second time ပေါ့နော်မနစ်ကနေ့20ပေါ့သူတို့တူမောလည်းအခုဒါနဲ့22နှစ်မြောက်ပေါ့သူတို့ okay ဒါလေး box ပေါ့မနေ့ကကိုရပထမဆုံးချိန်သွားတဲ့အချိန်မှာ Martin Garrix လေးများပါမလားဆိုပါမလားဒီနှစ်ကကိုရတောင်းနေတာတော့မှပါတယ် Sunday weekend ယူသူပိတ်ပါရှိပါဗျာစောင်းရှင်းတယ်လေ okay အော်လည်းမပေါ်နေပြီသူများတွေကင်နေရပြီဒါပေမဲ့ကိုရီမကင်ရသေးဘူးအရန်ဖွင့်နေတာအခုဖွင့်ရပြီတခုပိုက်တာ EDC ဆိုရင်ဟိုအကောင့်တစ်ခုနဲ့ဝင်ရင်သူက box တစ်ခုပဲပေးတယ်တကယ်နှစ်ခုမှဖြစ်ဖြစ်သုံးခုမှဖြစ်ဒီကောင်ကအကောင့်တစ်ခုပဲticket နှစ်ခုပေါ့နော်အဲ box တစ်ခုစီပေးတယ်ဒီမှာ box တစ်ခုစီရ I'm so excited to open up ဒီမှာဗီဒီယိုလေးကိုဖွင့်တာတက်ဗီဒီယိုလေးလုပ်ပြီးတင်အောင်မယ်ဒီနှစ်တင်းကရေခဲတောင်ဗရမီယာViking အဲ့ဒီမျိုးတင်းပေါ့နော်ဟောက very very နင်းတော့လေတော့ ready 1 2 3 obese အဲ့ so hot အဲ့သူများရဲ့ online မှာဒီအတုံးတန်းတော့အော်ငါဟိုပါလဲဒီတိုင်းကော်လုံးကြီးပဲလို့ထင်တယ်ကော်လုံးဟိုကတကယ်မိုက်တယ် quality လုံးဝအမှန်ကန်ဟာကော်လုံးကြီးဆိုပြီးတော့ကော်လုံးကြီး shop ကတ်ထားလို့ထင်တယ်ဟုတ်တကယ်ကြည့်တော့မိုက်တယ်တော်တော်မိုက်တယ်တကယ်လည်းမထည့်တာဒါလေးကိုတွန်းလိုက်တော့ပါတကယ်ဒီမှာတွန်းလိုက်ထွက်လာမယ်အနီအောင်လေးဟုတ် tomorrow လည်းအနီအောင်လေးနဲ့ဒီက Tomorrowland ဘယ်လိုကြည့်ရတော်တော်လာအောင်လေမနေ့ကဆွဲကြိုးပဲပါဒီနေ့ဆွဲကြိုးမပါမနေ့ဆွဲကြိုးမထည့်နော် yeah မနေ့ကဆွဲကြိုးလေးမနေ့ကဘောက်စင်လိုက်ရဘာလို့ပြန်ခဲတော်တော်ရရလို့လားဒီကကိုရီဝယ်ထားတာဒါပါလဲ Full Madness comfort Full Madness ဆိုတာကဟို VIP ပေါ့နော်သူတို့ရဲ့ VIP ပေါ့နော်ဒီ bracelet ကဟို bracelet ကလုံးဝ handcraft သူတို့ handcraft လုပ်ထားတာ
ဒီနောက်မှာရေးထားတယ်နော်မပြတော့ဘူးဆိုကိုရီး account number လေးပါလို့မပြတော့ဘူးเนาะအလုံးက handcraft ရေးထားတယ်ဒါ full comfort full madness เนาะ VIP ဟိုမှာ I think 4ခုလောက်3ခုလား4ခုလားပဲရှိရယ်VIP ကတက်တာတယ်ပြောမယ်เนาะ Vegas က EDC နဲ့ဆိုင် အများကြီးတက်တာတယ်ဒါပေမဲ့သွားစီကတော့တော်တော်ထောင်းနေပေါ့เนาะဒီ America ကနေသွားတယ်လေလက်မှတ်ဖိုးရရထားလေလက်မှတ်ဖိုးရ ဒီနေ့တော့ဟိုယူတာ team hotel team hotel ရထားတော့မယူတာဘူး ရထားမိတာကိုရီး ဒီနေ့တော့ hotel နဲ့ hotel package ရ VIP ရယူတာ300လောက်တော့မှာဆိုတာ ငါတော့ဒီနေ့ကတော့ကိုရီး2ယောက်ထဲပါပဲ2ယောက်ထဲပါမနေ့ကတော့ကိုရီးအမျိုးတွေပါတယ်ပေါ့နော်ဒီနေ့ကတော့2ယောက်ထဲ hopefully ဟိုမှာမာရီတွေ့ရင်လည်းပေါ်ပေါ်ဖြစ်သွားရင်ဖြစ်မှာပေါ့နော်ကဲဒါကတော့တရားပါပဲကိုရီးကျွန်တော်မနေ့ကကျွန်တော်တော်တာ20တော်ရတဲ့ ticket လေးကိုပြချင်တာဒီမှာမနေ့ကလည်းအဲ့လိုဒီမှာပေါ့နော်နှစ်ပူးရတယ်ပြောက်တပူးစီနှစ်ပူးရတယ်နှစ်ပူးရတယ်ဒီမှာ live 20ထိမ့်မှာ tomorrow လည်းမနေ့က live ကကြောဟိုနေကြပန်းကြီးမှာ Lotus နေကြပန်းမဟုတ် Lotus မနေ့ကပူးရပိုတက်ရတယ်လို့ပဲမိုက်တယ် နော်ဒီနေ့လည်းမိုက်ပါတယ်ဒီနေ့လည်းလောက်ပါတယ်သူကသူ live မနေ့က ticket မနေ့က must be ရတာ 20 year oh sorry 20 year 25က tomorrow လားultra ဒီနေ့ ultra yeah ပွဲရများနေပြီပွဲတော့ နောက်နေ့ EDC က30နှစ်30 ဟောရနေ့30အဲ့ဒါဝယ်ရပြန်ဒါနဲ့ ultra EDC ရေးတာနှစ်20 years တော့ရေးထည့်ပြီးလင်းတယ်တော့ဒါမနေ့ကသူရဲ့အိတ်ကြီးဟိုသူတို့ပြော treasure souvenir အိတ်လေးပေါ့နော်အိတ်ထဲမှာtomorrow တိုင်းအမြင်တနေ့သူတို့တနေ့စာသတင်းစာလေးတွေကိုပေးတယ်မနေ့ဆိုရင်တရက်တစ်စောင်းလေးပေးတယ် tomorrow တရက်တစ်စောင်း tomorrow တော့ဒီ souvenir အိတ်ကိုပဲမနေ့ကဆိုရင်ဟိုရပါလေရထားပေါ်မှာလည်းသူပေးထားတာဒီနေ့ကတော့ရထားပေါ်မှာလည်းသူပေးထားတယ်ဒီနေ့ကရထားမသွားဘူးဒါပေမဲ့ဒီအိတ်တွေပါတယ်လို့ပြောတယ်ဟိုတယ်မှာပေးပြီးပေးထားမှာပေါ့နော်ဒီနေ့ကလည်း global journey ပဲ global journey နဲ့သွားတစ်ခုပါတရားတစ်ခုစီရော global journey မနေ့ကဟာတယ်ဒီကတူ notebook လေးပါလေးညာလေးပေါ့နော် accessory ပေါ့ notebook no သူကလည်းမိုက်တော့မိုက်ပါသူလုံးဝ well detailed တယ် detail ကြည့်ရကွာလုပ်ပေးထားတယ်တို့တော့ကောင်းတယ်သူပြောထားတဲ့အတိုင်း say no to drugs don't fucking do it ကြောက်ဒါပဲဒါလွယ်လေးပါ very clip ပေးတယ်တယောက်တစ်လုံးစီရတယ်မနေ့ကreview ကို2ယောက်ထဲမတော်ဘူးဒီနေ့ကတော့2ယောက်ထဲဆိုတော့ kind of exciting ပြီးတော့ kind of scary ဖြစ်တယ်ဘယ်လိုလာမလဲမသိဘူး2ယောက်ထဲသူလူတွေကတော့2ယောက်ထဲသွားတယ်ဟိုမှာလူတွေအစ်စ်တွေတွေ့ပြီးတော့တကယ်ချင်းနေဖြစ်သွား I don't think we're not introverts မဖြစ်တဲ့အတွက် I don't think so I mean introvert မဖြစ်တာမဟုတ် we're introvert extrovert မဖြစ်တာအဲ့တော့အခုဆိုရင်တလားကြော်ပဲလို့တော့သွားဖို့ကweekend too yeah ဒီနေ့မှ ticket ရောက်တာအခုမှ unboxing စလုပ်တာအခုနောက်မှရောက်တာတုန်းက2နာရီလောက်တော့ yep မျောနေသူများရအောင်ရဘူးကိုရီးယားမရောက်ဆို ticket များသူများယူသွားလားဒါ welcome တော့ပြီးတော့ ticket လို့အဲ့လိုစိတ်ရပူနေတာတော်ပါသေးတယ်ဒီနေ့ပဲ delivery ဖြစ်ရောက်ဟောတရားလေးဒီ video တော့ဒါပါပဲနောက် video မှာကတော့လာမယ်ဟိုပွဲသွားတဲ့ဟာလေးအကုန်လုံးလေးရိုက်ပြမယ်ပြီးသွားရင်အကုန်ရိုက်ပြမှာပါအဲ့လို video day 1 day 2 day 3လာမယ်ကိုရီးကူခီးသွားရင်အဲ့ tomorrow သွားရင်တပတ်ခွင့်ယူရတဲ့ခြားနေရာလေးလည်းသွားတာလေးလည်း video လေးရိုက်ပြီးတင်ပါဦးမယ် yeah ပြီးသွားရင်ကဲလို့ဟိုတိကျင်လို့ tomorrow ကိုသွားခြင်းတဲ့ဘော်ဒါတွေပဲဖြစ်ဘယ်လိုမျိုး ticket ဝယ်ရတာမျိုးတွေဘယ်လိုမျိုး ticket ဝယ်ရတာမျိုးကိုတိကျင်တာပဲဖြစ်comment မှာရေး comment လေးမှန်းခဲ့ပေးပါအဲ့ဒါဆိုရင်တော့
သိချင်တဲ့လူတွေရှိရင်တော့နောက်ဗီဒီယိုလေးကို ticket ကိုဘယ်ချိန်ဘယ်နေရာဘယ်လိုမျိုးဘယ်လိုဝယ်ရလဲဆိုတာလေးကိုဗီဒီယိုလုပ်ပြီးတော့အကောင့်မှာဗီဒီယိုလေးလုပ်ပြီးတော့ပြသွားပါဦးမယ်နော်ကဲဒါကတော့ဒီနေ့ကတော့ဒါပါပဲ bye